ပြမကောက်သားလေးနှစ်ပတ်ရှိပါပြီတောင်းပတ်ပဲရန်စီရအရန်စီရဒီလိုလှည့်ပြီးတင်လိုက်လှည့်ပြီးတော့ထားလိုက်တယ်အဲ့နှစ်ပတ်ရှိပါပြီသုံးပတ်တော့ငါဖြီးလို့ယူဟိုပြင်သွားမယ်မင်းဖြီးလို့ယူနောက်တစ်ပတ်သူပြင်ဒီပတ်သူပြင်ဒါနဲ့မှနှစ်ပတ်ပဲရှိသေးတယ်ဒါပဲနှစ်ပတ်နောက်တစ်ပတ်ကမှ